1940 ပြည့်နှစ်နာဇီဆိုရဟာအကျဉ်းစခန်းကတုံပန်းတွေကိုစုခိုင်းစေပြီးပေါင်တန်းပေါင်းများစွာတန်းနဲ့ပြည်တိုင်ငွေစက္ကူတုတွေကိုရိုက်နှိပ်ခိုင်းခဲ့ပါတယ်။သူတို့ရဲ့စီမံကိန်းကတော့ဒီငွေတုတွေကိုပြည်တိုင်နိုင်ငံထဲမောင်းကိုသွင်းပြီးဘဏ်လုပ်ငန်းစနစ်ကိုဖျက်ဆီးကစီးပွားရေးပြက်ကတ်ဆိုင်အောင်လုပ်ဖို့ပါပဲ။ဒါဟာဂျာမနီစစ်နိုင်ဖို့အတွက်အဓိကဗျူဟာလည်းဖြစ်ပါတယ်။ငွေတုတွေအပြည့်ထည့်ထားတဲ့ခီးဆောင်တစ်တာတွေကိုရထားတွေနဲ့တည်ဆောင်သွားကြပါတယ်။တညမှာတော့အင်္ဂလန်နိုင်ငံဘာမင်ဂမ်မြို့ကအရေးပါတဲ့လက်နက်စက်ရုံတစ်ခုမှာဂျာမန်လေယာဉ်တွေကဘုံကျဲနေတဲ့ကြားထဲကအမျိုးသမီးလုပ်သမားတွေဟာမနာတမ်းအလုပ်လုပ်နေကြရပါတယ်။အဲ့ဒီနေ့ဟာအလုပ်သမားတယောက်ရဲ့မွေးနေ့ဖြစ်တာမို့သူတို့တွေမွေးနေ့တခြင်းဆိုပေးပြီးဖျောင်းတိုင်လေးတောင်ထွန်းပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုကြည်နူးစရာခိုက်တန့်လေးဟာစက်ရုံပေါ်ကိုဘုံတစ်လုံးတက်ကြားရောက်လာချိန်မှာတော့ပျက်စီးသွားခဲ့ရပါတယ်။စက်ရုံဟာချက်ချင်းပဲပောက်ကွဲသွားပြီးအလုပ်သမားအလုံးတေဆုံးသွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲတော်မီဟာလူသူနဲ့ဝေးရမှာတကိုယ်တည်းအထီးကျန်စွာနေထိုင်နေပါတယ်။သူဟာတစ်ချိန်ကအင်္ဂလန်မှာဩဇာအာဏာအကြီးဆုံးကောင်ဖြစ်တဲ့ Peaky Blinders ရဲ့ခေါင်းဆောင်ဖြစ်ခဲ့မှုပေမဲ့အခုတော့တောရွာတစ်ခုမှာတယောက်တည်းကိုယ်တိုင်ရဲ့အထုပ်ပတိစာအုပ်ကိုရေးသားနေပါတယ်။မနက်ခင်းမှာသူ့ရဲ့လက်ထောက်ဂျော်နီကသူတို့ရဲ့မွေးရက်မြေဘာမင်ဂမ်မြို့ဘုံကျဲခံရတဲ့အကြောင်းလာပြောပေမဲ့တော်မီကတော့ဘာတော့ပြန်မှုမှမပြခဲ့ပါဘူး။ဂျော်နီကမြို့ကနေထွက်ပြေးလာတဲ့အမျိုးသမီးတယောက်နဲ့လမ်းမှာဆုံခဲ့ပြီးအဲ့ဒီအမျိုးသမီးကတော်မီကိုဘာတွေဖြစ်နေလဲလို့မေးမြန်းခဲ့ပါတယ်။ဂျော်နီကတော့တော်မီတယောက်စာရေးဖို့အတွက်လောကကြီးနဲ့အဆက်အသွယ်ဖြစ်ထားတယ်လို့ပဲပြန်ပြောခဲ့ပါတယ်။တော်မီစာရေးနေတုန်းဖုံးမိတန်ကြားလို့ထပ်ပြီးသွားဖြတ်ဖို့လုပ်တဲ့အချိန်သူ့ခြံထဲမှာလူတယောက်ပြေးလွှားနေတာကိုသတိထားမိသွားပါတယ်။စိုးရိမ်စိတ်ဝင်သွားပြီးတဲ့နောက်စိတ်ပြက်လက်ပြက်နဲ့စပွဲခုံကိုရိုက်ချလိုက်ပါတယ်။အပြင်ထွက်လမ်းလျှောက်ရင်တကိုင်းတစ်ခုမှာချိတ်နေတဲ့အနီရောင်ပွားတစ်ထည်ကိုသူတွေ့ရှိခဲ့ပါတယ်။နောက်ပိုင်းစာပြန်ရေးတဲ့အခါမှာတော့တော်မီကသူဟာမကြသေးခင်ကတည်းကတေဆုံးသွားတဲ့သမီးဖြစ်သူရဲ့ပုံရိပ်ရောင်တွေကြောင့်စိတ်ဒုက္ခရောက်နေရတယ်လို့ဖွင့်ဟခဲ့ပါတယ်။ဒါပေမဲ့ဒီပွားကတော့တကယ်စစ်အမှန်ဖြစ်နေပြီးဘလို့ရောက်နေလဲဆိုတာသူလုံးဝစဉ်းစားလို့မရပါဘူး။ဒီပွားရှိနေတာကသူ့ကိုစိတ်နှောက်ယှက်ဖြစ်စေတာမို့သူ့ညီရဲ့အုပ်ကူပေါ်မှာသွားချိတ်ထားလိုက်ပါတယ်။မွန်းလွဲပိုင်းမှာတော်မီစီကိုသူ့ညီမအေဒါရောက်လာပြီးစက်ရုံမှာဘာတွေချစ်ခဲ့လဲဆိုတာပြောပြပါတယ်။သူမကတော်မီကိုပြန်လာပြီးကူညီပေးဖို့တောင်းဆိုပေမဲ့တော်မီကသူ့ရဲ့စိတ်တန်ရာတွေကိုကုစားနေရတာမို့ညှင်းဆန်ခဲ့ပါတယ်။အေဒါကတော်မီဟာသူ့ရဲ့သားတွေကိုမတွေ့ရတာနှစ်ချီနေပြီဖြစ်ကြောင်းပြစ်တင်ဝေဖန်ပါတယ်။တော်မီကတော့သူဟာဘယ်တော့မှဖခင်ကောင်းတယောက်မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။စိတ်ပြတ်သွားတဲ့အေဒါကလက်ရှိအခြေအနေတွေကိုပြောပြပါတယ်။တော်မီရဲ့သားချက်ကမြောက်အာဖရိကရှေ့တန်းစစ်မျက်နှာမှာရောက်နေပြီးနောက်ထပ်သားတယောက်ဖြစ်တဲ့တုန်းကတော့ Peaky Blinders ကိုင်းရဲ့ခေါင်းဆောင်တစ်ဖြစ်နေပါပြီ။ဒါပေမဲ့တုန်းကကိုင်းကိုပြဿနာကြီးကျယ်တက်အောင်လုပ်နေတာမို့ဥပဒေအရကြိုးပေးခံရမှာဒါမှမဟုတ်ဒေတာခံတွေရဲ့ဝိုင်းဝန်းတက်ဖြတ်တာခံရမှာကိုအေဒါကစိုးရိမ်နေပါတယ်။တော်မီကတော့သူ့ညီတေဆုံးပြီးကတည်းကသူပြောင်းလဲသွားခဲ့ပြီမို့ငကိုတိုင်းပြန်မလာနိုင်တော့ဘူးလို့အပြက်ပြောလိုက်ပါတယ်။ဘာမင်ဂမ်မြို့မှာတော့မိသက်သမားတွေနဲ့ရဲတွေဟာပျက်စီးသွားတဲ့စက်ရုံကိုရှင်းလင်းနေကြပါတယ်။အဲ့ဒီအချိန်မှာ Peaky Blinders ကိုင်းသားတွေရောက်လာပြီးရဲတွေကလည်းသူတို့ကိုမထားဆီးနိုင်ကြပါဘူး။ကိုင်းသားတွေကစက်ရုံတကားကိုဖျက်ဆီးပြီးမပေါက်ကွဲပဲကျန်နေတဲ့လက်နက်မှန်သမျှကိုလူရက်ကြပါတယ်။စက်ရုံပိုင်ရှင်ကချက်ချင်းကန့်ကွက်တဲ့အခါတုန်းကဘာမင်ဂမ်ရဲချုပ်စီကခွင့်ပြုချက်ရထားတယ်လို့ပြောပြီးငွေချို့ပေးလိုက်ပါတယ်။စက်ရုံပိုင်ရှင်ကရဲတွေကိုဆက်ပြီးတိုင်တန်းနေတာကြောင့်တို့ရဲ့လက်ရရန်အီလိုင်ဂျာကသူတို့ကိုတားဆီးဖို့စ조사တဲ့သူမှန်သမျှရဲ့မိသားစုတွေကိုလိုက်လံရိုက်နှက်မယ်လို့ချင်းချောက်လိုက်ပါတယ်။စက်ရုံပိုင်ရှင်ကသူမကြောက်ဘူးလို့ပြောတာကြောင့်တုန်းကသူ့ကိုရိုက်နှက်လဲကြစေခဲ့ပါတယ်။အလုပ်သမားတွေကပြန်လည်ခုခံဖို့စ조사ပေမဲ့ Peaky Blinders ကိုင်းသားတွေကအလွယ်တကူပဲဝိုင်းရိုက်လိုက်ကြပါတယ်။လူတို့ကထက်မနှောက်ရှက်တော့တဲ့အခါကိုင်းသားတွေဟာလက်နက်အလုံးကိုတင်းကျုံယူဆောင်သွားကြပါတယ်။ခဏအကြာမှာအေဒါဟာဘာမင်ဂမ်ကိုပြန်ရောက်လာပြီးသူ့သားကားကိုခေါ်ဆောင်ကစက်ရုံကိုသွားခဲ့ပါတယ်။ဒါပေမဲ့ Peaky Blinders ကိုင်းကြောင့်အခြေအနေတွေပိုဆိုးသွားရတာမို့အလုပ်သမားတွေကအေဒါကိုဝိုင်းဝန်းပြစ်တင်ကြပါတယ်။အရက်ဆိုင်တစ်ခုမှာဒုံဟာဘက်ကတ်လို့ခေါ်တဲ့နာဇီအေဂျင့်တယောက်နဲ့တွေ့ဆုံပါတယ်။ဘက်ကတ်ကပြည်တိုင်စီးပွားရေးကိုဖျက်ဆီးဖို့အသင့်ပြင်ထားတဲ့ပေါင်တန်း350တန်ငွေတုနမူနာကိုပြသပြီးဒါကိုဖြန့်ချိဖို့ဂိုင်းတွေကိုအသုံးပြုချင်နေပါတယ်။ Peaky Blinders ကိုင်းကသာပူးပေါင်းမယ်ဆိုရင်ဝေစု20%ရမှာဖြစ်ပေမဲ့နောက်ဆက်တွဲဖြစ်လာမဲ့မင်းမဲစရိုက်ဆန်တဲ့အခြေအနေတွေကိုတော့ရင်ဆိုင်ရမယ်လို့ဆိုပါတယ်။ဘက်ကတ်ကသူ့ရဲ့အထက်လူကြီးတွေကတော်မီနဲ့စကားပြောချင်နေတာလို့ပြောလိုက်တဲ့အခါတုန်းကစိတ်တူသွားပြီးအပြင်ကကားကိုမှန်ကွဲထွက်သွားအောင်တင်းနဲ့ပြပြကအခုအချိန်မှာသူကသာအရာကိုဆုံးဖြတ်ခွင့်ရှိသူဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဘက်ကတ်ကတုံးကိုသူ့နိုင်ငံပေါ်တစ္ဆာဖောက်ရဲလားလို့မေးတဲ့အခါတုံးကဖောက်ရဲတယ်လို့ပြန်ဖြေပါတယ်။ဒါကြောင့်ဘက်ကတ်ကဒီနားမှာတက်သေးပြဖို့အမိန့်ပေးလိုက်ပါတယ်။နောက်တနေ့မှာတော်မီဟာသူ့အိမ်ထဲကအတန်တစ်ခုကြောင့်တင်းနဲ့ကိုချက်ချင်းဆွဲကင်ပြီးစုံစမ်းပါတယ်။ဇက်ပွဲပေါ်မှာဖွင့်ထားတဲ့ပြတင်းပေါက်တွေနောက်ကိုလိုက်ခဲ့ပါဆိုတဲ့စာရိုလေးတစ်ဆောင်တွေ့ရပါတယ်။တော်မီလိုက်သွားတဲ့အခါသူ့ရဲ့စာအုပ်ကိုဖတ်နေတဲ့ခိုးဆိုတဲ့အမျိုးသမီးကိုတွေ့လိုက်ရပါတယ်။သူကတင်းနဲ့ချိန်လိုက်ပေမဲ့အနီးကပ်ကြည့်လိုက်တဲ့အခါထိတ်လန့်သွားပါတယ်။အကြောင်းကတော့အဲ့ဒီအမျိုးသမီးဟာတို့ရဲ့ကွယ်လွန်သူမိခင်ဇေဒါနဲ့တပုံစံနဲ့တူနေလို့ပါပဲ။ခိုးကသူမဟာဇေဒါရဲ့အမွှာညီမဖြစ်ပြီးအိမ်မက်တွေနန်လောကဆက်သွယ်မှုတွေကတဆင့်ဇေဒါနဲ့စကားပြောနေတော့မဲလို့ရှင်းပြပါတယ်။ဇေဒါကသူမကိုတင်းစကားတစ်ခုနဲ့ဆေးလွတ်လိုက်တာလို့ဆိုပါတယ်။အမွှာညီမတွေဟာဂျစ်ပစီတွေဖြစ်ပြီးတို့ဟာလက်ရှိမှာဂျစ်ပစီလူမျိုးတွေကိုဖျက်ဆီးမဲ့လူဆိုးတွေနဲ့ပတ်သက်နေမိပြီလို့ပြောပါတယ်။တော်မီနေနဲ့ပြန်လာပြီးသူ့သားကိုတားဆီးပေးမယ်ဆိုရင်တော်မီရဲ့စိတ်တွင်းငြိမ်းချမ်းမှုကိုရှာဖွေပေးမယ်လို့ခိုးကကတိပေးပါတယ်။အဲ့ဒီအချိန်မှာဂျော်နီကကျူးကျော်သူရှိတယ်ထင်တဲ့တင်းနဲ့ကင်ပြီးအခန်းထဲကိုဇိုးဝင်လာပေမဲ့တော်မီကခိုးဟာသူတို့ရဲ့အဲ့ဒီဖြစ်တယ်လို့ပြောပြီးတားလိုက်ပါတယ်။လူချင်းတီးတက်ရှိနေချိန်မှာဂျော်နီကခိုးဟာစစ်ပွဲမှာတာသမီဆုံးရှုံးထားရတဲ့မိခင်တွေရဲ့တောကကိုအတုံးချပြီးဝိညာဉ်တွေနဲ့ပေးတွေ့နိုင်တယ်လို့လက်ညာစားနေတဲ့သူဖြစ်ကြောင်းတော်မီကိုတတိပေးပါတယ်။တော်မီကိုလည်းလက်စားနေတာဖြစ်မှာကိုစိုးရိမ်နေပေမဲ့တော်မီကတော့ဂယုမစိုက်ပါဘူး။မွန်းလွဲပိုင်းမှာဒုံဟာဝက်တွေကိုစစ်ဆေးပြီးကိုတောင်ရဲမှာပစ္စည်းတချို့တင်ဆေးနေပါတယ်။အဲ့ဒီအချိန်မှာအေဒါရောက်လာပြီးစက်ရုံကိုလူရက်ခဲတဲ့ကိစ္စနဲ့ပတ်သက်လို့ပြစ်တင်ပြောဆိုကဝက်တွေအကြောင်းမေးမြန်းပါတယ်။ဒုံကတားတက်ယုံဘုံမှန်သွားလို့ခိတ္တထိန်းသိမ်းပေးထားတာလို့စင်ချေပေးရမယ်အေဒါကမယုံပါဘူး။အဲ့ဒီနောက်ဒုံကဆေးဝါးတွေရောင်းချနေတာကိုသိလိုက်ရပြီးဆေးရုံကဆေးဝါးတွေအခိုးခံရတဲ့ကိစ္စကိုအေဒါသတိရသွားပါတယ်။သူမကဒုံကိုရဲတိုင်မယ်လို့ချင်းချောက်ပေမဲ့ဒုံကတော့သူ့ကိုဘယ်သူမှမတားနိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်အေဒါဟာတော်မီစီမှာအလုပ်လုပ်ခဲ့ဘူးတဲ့သူငယ်ချင်းတယောက်စီသွားပြီးဒုံလုံးနေတဲ့အမှုတွေကိုစစ်ပတ်ဆိုင်ရာရဲတပ်ဖွဲ့စီတိုင်တန်းဖို့စဉ်းစားနေကြောင်းပြောပြပါတယ်။သူမကထွက်ဆိုချက်နဲ့အကူအညီတောင်းပေမဲ့အဲ့ဒီလူကညှင်းဆန်ခဲ့ပါတယ်
ဒုံကိုစန့်ကျင်ရင်ဒုက္ခရောက်ရုံပဲရှိမှာဖြစ်ပြီးဒုံကိုတားဆီးနိုင်မဲ့တူးတဲ့တော်လူဟာတော်မီပဲဖြစ်တယ်လို့သူကယုံကြည်နေပါတယ်တစ်ဖက်မှာတော့တော်မီဟာသူ့ရဲ့ဝိုင်းမြေအောက်ခန်းကိုတွားရင်အတန်တစ်ခုကြောင့်လန့်ပြီးဝိုင်းပလင်းကိုလက်လွတ်ကျသွားပါတယ်သူဟာစစ်ပွဲတုန်းကကတုတ်ချင်းတွေထဲရောက်နေတဲ့ပုံရိပ်ရောင်တွေကိုမြင်အောင်လာပြီးပြင်းထန်တဲ့စိတ်တန်ရာခံစားနေရတာထင်ရှားစေပါတယ်သူကစာအုပ်ထဲမှာစိတ်အေးချမ်းစွာအိပ်ပျော်နိုင်ဖို့စစ်ပွဲရဲ့အငွေ့သက်တွေကိုအိမ်ထိယူဆောင်လာခဲ့ရတယ်လို့ရေးသားခဲ့ပါတယ်သူဆေးလိပ်တောက်ဖို့လိုအပ်နေပါပြီနောက်ပိုင်းမှာတော်မီဟာခိုးရဲ့နှုတ်မှုကြောင့်လက်နိုးလာပါတယ်ခိုးကပွားကိုယူဆောင်လာပြီးတော်မီရဲ့ညီအကြောင်းမေးပါတယ်တော်မီကစကားလွှဲဖို့ကြိုးစားပေမဲ့ခိုးကစက်တိုက်မင်းမြန်ပြီးသူဟာညီမဖြစ်သူရဲ့ခန္ဓာကိုယ်ကိုအသုံးပြုနေတဲ့ဇေဒါရဲ့ဝိညာဉ်ဖြစ်တယ်လို့ဆိုပါတယ်တော်မီကမယုံကြည်တဲ့အခါခိုးကဒီပွားဟာတော်မီသမီးချန်ထားခဲ့တာဖြစ်ပြီးတော်မီညီချစ်သူရဲ့ကူရှိမှပြောခဲ့တဲ့စကားတွေကိုအတိအကျပြန်ပြောပြပြီးတက်တည်ပြခဲ့ပါတယ်တော်မီစိတ်ဝင်စားသွားပြီးပိုတိကျင်လာတဲ့အခါခိုးကဒုံကိုကူညီပေးမှသာဆက်ပြောပြမယ်လို့ကမ်းလှမ်းပါတယ်တော်မီကသူဟာအရင်လိုလူစားမျိုးမဟုတ်တော့ဘူးလို့ညင်းပေမဲ့ခိုးကတော်မီရဲ့အတိတ်ကပုံစံအမှန်ပြန်ရလာအောင်ကူညီပေးမယ်လို့ဆိုပါတယ်သူတို့နှစ်ဦးမူစကူတူးမဲ့အခြေအနေချစ်သွားကြပြီးခိုးကသူတို့ရဲ့အတိတ်ကရှုပ်ဝက်ချင်းတွေ့ခဲ့တဲ့နေရာအကြောင်းတွေကိုပြောပြကသူမဟာဇေဒါဖြစ်ကြောင်းထပ်မံတက်တည်ပြပါတယ်ကိစ္စဝိစ္စတွေပြီးတဲ့နောက်ခိုးကတော်မီကိုသူ့ညီကတော်မီအပေါ်အပြစ်မမြင်ပါဘူးလို့ပြောပြီးအားလုံးကတော့သူ့ညီကိုယ်တိုင်အဆုံးစီရင်သွားတာလို့ယုံကြည်နေကြကြောင်းပြောပါတယ်တော်မီကခိုးကိုနှုတ်ပိတ်ဖို့စူးစမ်းရင်းတကယ်တော့သူ့ညီကတော်မီကားကိုခိုးယူမောင်းနှင်သွားတာကြောင့်တော်မီကနောက်ကလိုက်လံဖမ်းဆီးခဲ့တာဖြစ်ကြောင်းဖွင့်ဟဝန်ခံလိုက်ပါတယ်အပြစ်ရှိစိတ်တွေကြောင့်တော်မီကအမှန်တရားကိုရင်ဖွင့်လိုက်တာပါအဲ့ဒီညကမြူရီဆိုင်နေပြီးသူ့ညီကဆေးလွန်နေတာမို့တော်မီကိုမိစ္ဆာတကောင်လို့ထင်မှတ်ခဲ့ပါတယ်လုံထွေးတက်ပုတ်ရင်တော်မီကသူ့ညီကိုမတော်တဆတက်မိသွားခဲ့တာပါခိုးကတော်မီကိုနှစ်သိမ့်ပေးပြီးအတိတ်တွေကိုမေ့ပစ်ဖို့ပြောပါတယ်တော်မီဟာတမီနဲ့ညီဖြစ်သူကိုမကယ်တင်နိုင်ခဲ့ပေမဲ့သူ့ရဲ့သားကိုတော့ကယ်တင်နိုင်ပါသေးတယ်ညနေပိုင်းမှာဘာမင်ဂမ်မြို့ဟာထပ်မံပုံကျဲခံရပြန်ပါတယ်လူတွေဟာဘုံခိုချင်းတွေတဲကိုပြေးကြပြီးအေဒါကတော့ဒီခွင့်ရေးကိုတုံးပြီးဒေတာခန်တွေအားလုံးကိုစစ်ပတ်ဆိုင်ရာရဲတပ်ဖွဲ့စီတိုင်တန်းဖို့ထွက်ဆိုချက်တွေပေးကြဖို့စီးအောင်ပါတယ်တစ်ချိန်တည်းမှာပဲဒုံဟာဘက်ကပ်ပြီးတော့ပြည်တိုင်ဖက်စစ်အဖွဲ့ချုပ်ရဲ့ဒုတိယခေါင်းဆောင်ဘာဂျီတို့နဲ့တွေ့ဆုံပါတယ်ဘာဂျီကငွေတုတွေကိုတနိုင်ငံလုံးဖြန့်ချိဖို့ကူညီပေးမှဖြစ်လို့အသေးစိတ်ကိုဆွေးနွေးချင်နေပါတယ်ဒုံကငွေတုတွေကိုတည်ယူဖို့တူးမြောင်းလေသုံးဆင့်အသုံးပြုမဲ့စီမံကိန်းကိုပြောပြတဲ့အခါဘာဂျီကသဘောကျသွားပါတယ်ဒါပေမဲ့ဘက်ကပ်ကဘာဂျီဟာတစ္ဆာဖောက်တစ်ယောက်ဖြစ်ကြောင်းသတင်းရထားလို့သူ့ကိုမယုံကြည်နိုင်ဘူးလို့ဆိုပါတယ်ဒုံကချက်ချင်းပဲဘာဂျီကိုတင်းနဲ့ပစ်လိုက်ပြီးဘာဂျီကတွေးထွက်လုံကတွားသွားဖို့စူးစမ်းနေတုန်းဒုံကဒုတိယအကြိမ်ထပ်မံပစ်တက်လိုက်ပါတယ်ဘက်ကကဒုံကိုကြီးစံကုန်တဲ့အထိဆက်ပစ်ဖို့အမိန့်ပေးပါတယ်ပြီးတဲ့နောက်ဒုံဟာအလွန်ထိတ်လန့်တုန်လှုပ်နေတာကြောင့်ဘက်ကသူတို့ဟာအရေးပါတဲ့လူတွေနဲ့လက်တွဲလှုပ်ဆောင်နေတာမို့ဒုံကိုအကာအကွယ်ပေးမှဖြစ်ကြောင်းနှစ်သိမ့်ပါတယ်မကြာခင်ဒုံအနေနဲ့လေတွေကိုလီဗာပူးမြို့စီမောင်းနေပြီးငွေတွေကိုတွားယူရမှာဖြစ်ပါတယ်ဒါပေမဲ့အခုလောလောဆယ်တော့အလောင်းကိုအစဖျောက်ဖို့လိုပါတယ်ဘက်ကထွက်သွားပြီးနောက်ဒုံကဒေါသကြီးနဲ့ပလင်းကိုရိုက်ခွဲလိုက်ပြီးအလောင်းကိုဝက်စာဖြစ်ကျွေးလိုက်ပါတယ်လီဗာပူးမြို့မှာတော့ငွေတူတစ်တာတွေအပြည့်ပါတဲ့တင်မောတွေဟာဆက်ရောက်လာပါပြီနောက်တနေ့မနက်မှာတော်မီဟာပွာလေးနဲ့အတူအိပ်ယာပေါ်မှာတယောက်တည်းနိုးလာပါတယ်ပွာကိုသူ့ညီရဲ့ကူပေါ်မှာပြန်သွားထားပြီးတဲ့နောက်မှာတော့သူနောက်ဆုံးမှာအေးအေးယူဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့ဝတ်စုံဟောင်းကိုပြန်ဝတ်ကားကိုမောင်းပြီးဘာမင်ဂန်ကိုသွားတော့မယ်လို့ကြေညာလိုက်ပါတယ်စိုးရိမ်နေတဲ့ဂျော်နီကဒါဟာယူသွမှုဖြစ်တယ်လို့ထင်ပေမဲ့တော်မီနဲ့အတူလိုက်ပါဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီတော်တွင်ဒုဟာအမျိုးသမီးတစ်ယောက်နဲ့ညတာအကုန်လုံးပြီးနောက်နိုးလာပါတယ်သူ့စီမှာဘာဂျီရဲ့အဝတ်စားတွေကျန်နေသေးတာကိုသတိရပြီးမိရှို့ဖျက်ဆီးလိုက်ပါတယ်အဲ့ဒီအချိန်မှာဘက်ကရောက်လာပြီးအေဒါဘုံခိုချင်းထဲမှာလှုပ်ဆောင်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်သူကအေဒါစစ်ဘက်ရဲတပ်ဖွဲ့စီမရောက်ခင်တုန်းကိုတက်ပစ်ဖို့အမိန့်ပေးပါတယ်ဘက်ကသူဟာသူ့ရဲ့သားရင်းကိုရှက်ပေမဲ့တုံးတာသူ့သားဖြစ်ရင်တိတ်ကုံယူမိမှာပဲလို့ပြောခဲ့ပါတယ်ထို့နောက်ဒုဟာအေဒါနဲ့ကားတို့ရဲ့နောက်ကိုမျိုးတဲ့အထိလိုက်လံဆောင်ခဲ့ကြည့်ပြီးဖုံးကြွေစေတုံးထဲမှာပုံအောင်ကတင်းနဲ့ပစ်ဖို့အကောင်းဆုံးနေထားကိုယူပါတယ်ဒါပေမဲ့မိသားစုအပေါ်ထားတဲ့တန်ရောစင်ကြောင့်သူမပြည့်ရပဲဖုံးကိုသာဒေါသတကြီးရိုက်ခွဲလိုက်ပါတယ်သူဆက်လိုက်သွားရင်အေဒါတို့အနားမှာကားတစ်စီးရက်လိုက်တာကိုတွေ့ရပါတယ်ဘက်ကကားပေါ်ကဆင်းလာတာကိုမြင်တဲ့အခါတုံးကအေဒါကိုတတိပေးဖို့အော်ဟစ်လိုက်ပေမဲ့နောက်ကျသွားခဲ့ပါပြီဘက်ကအေဒါကိုတင်းနဲ့အချက်ပေါင်းများစွာပစ်တက်လိုက်ပြီးထွက်ဆိုချက်တွေပါတဲ့အိတ်ကိုလူယူသွားပါတယ်မထွက်ခွာခင်မှာဘက်ကဒုံကိုမင်းငါကိုကုန်မယူစေခဲ့ဘူးလို့ပြောသွားပါတယ်ကားကတော့ကြေကွဲဝမ်းနေပြီးငိုကြွေးနေချိန်မှာဒုံကတော့ဘာမှမတတ်နိုင်ပဲကြည့်နေုံပဲရှိပါတော့တယ်လန်ကီမှာတော်မီဟာကားကိုရက်ပြီးအေဒါရဲ့ဝိညာဉ်ပုံရိပ်ကိုငေးကြည့်ရင်သူမတေဆုံးသွားပြီဆိုတာကိုသိလိုက်ရပါတယ်မိနစ်ပိုင်းကြာမှသူအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာပြီးရဲအရာရှိတယောက်ကဒီလူတက်မှုမှာဒုံပါဝင်ပတ်သက်နေကြောင်းတော်မီကိုပြောပါတယ်တော်မီကဂျော်နီကိုအေဒါရဲ့ရုပ်လောင်းကိုစောင့်ရှောက်ဖို့ရင်ခွဲယုံကိုလွတ်လိုက်ပြီးကျန်တဲ့ကိစ္စတွေကိုသူကိုယ်တိုင်ရှင်းဖို့ပြင်ဆင်ပါတယ်အရက်ဆိုင်မှာတော်မီကတချင်းတန်ကိုပိတ်လိုက်ပြီးဒုံဘယ်မှာလဲလို့မေးပါတယ်ဒေတာခန်တွေကသူ့ကိုချက်ချင်းပဲဆဲဆိုပြီးရန်ပြူကြပါတယ်အခြေအနေတွေတင်းမာလာတဲ့အခါအီလိုင်ဂျာကဒါဟာတော်မီဖြစ်ကြောင်းသိသွားပြီးလူအုပ်ကိုတတိပေးလိုက်ပါတယ်တော်မီဆိုတဲ့နာမည်ကိုမသိတဲ့စစ်သားတယောက်ကလွဲလို့လူတိုင်းနောက်ဆုတ်သွားကြပါတယ်အဲ့ဒီစစ်သားကတော်မီကိုတင်းနဲ့ချိန်တဲ့အခါတော်မီကအဲ့ဒီလူရဲ့အင်ဂျီတဲကိုလက်ပစ်ပုံးတစ်လုံးထည့်ပေးလိုက်ပါတယ်ဒါကြောင့်အဲ့ဒီလူဟာထိတ်လန့်တုန်လှုပ်ပြီးစိုင်ပြင်ကိုပြေးထွက်သွားကပောက်ကွဲတေဆုံးသွားပါတယ်အဲ့ဒီနောက်တော်မီကအဲ့ဒီစစ်သားရဲ့တင်းနဲ့ကိုကောက်ယူပြီးတချင်းဖွင့်ဆက်ကိုပစ်ခွဲလိုက်ကအီလိုင်ဂျာကိုသူ့သားစီခေါ်သွားခိုင်းပါတယ်ကိုတောင်ထဲမှာဒုံကပစ္စည်းတချို့ထုတ်ပိုးပြီးထွက်ပြေးဖို့စ조사နေပါတယ်ဒါပေမဲ့တော်မီကသူ့ကိုရှာဖွေတွေ့ရှိသွားပြီးရှွန့်နွင်ထဲကိုတွန်းလှဲလိုက်ပါတယ်တော်မီကဆေးဝါးအိတ်တွေကိုဒုံးစီပစ်ပေါက်ရင်းစီကမ်းမှန်သမျှကိုကြုံလုံးလုံးဆောင်ခဲ့တဲ့အတွက်စူပူချင်းမောင်းပါတယ်တော်မီကဒုံးကိုကန်ကြောက်လိုက်ပြီးနောက်မှာတော့ဒုံးကသူဟာအေဒါကိုမတက်နိုင်ခဲ့ကြောင်းရှင်းပြပါတယ်ဒါပေမဲ့သူဟာအမြဲတမ်းအမားတွေလုံးမိနေတာကတော့သူ့ဖေစီကရခဲ့တဲ့တခုတည်းသောအမွေဟာအပြစ်ဒုစရိုက်တွေဖြစ်နေလို့ပဲလို့ဆိုပါတယ်ဒုံးကတော်မီကိုဒေါသတကြီးလုံးထွေးတက်ပုတ်ပြီးရှွန့်ထဲမှာသူတို့နဲ့ဦးချကြပါတယ်တော်မီကဒုံးကိုအလွယ်တကူပဲနှိမ်နှင်းလိုက်ပြီးဘက်ကတ်နဲ့သူတို့ရဲ့စီမံကိန်းအကြောင်းကိုပြောပြဖို့အကြက်ကင်ပါတယ်အဲ့ဒီနောက်တော်မီဟာရင်ခွဲယုံကိုသွားပြီးဂျော်နီရဲ့တင်နက်ကိုယူကာသူ့ကိုပြန်လွတ်လိုက်ပါတယ်သူကအေဒါရဲ့ရုပ်လောင်းကိုကြည့်ပြီးအေဒါအကူညီတောင်းလုံးကစောစောမလာမိတဲ့အတွက်နောင်တရကြောင်းပြောပါတယ်
ပြီးတော့သူတို့ရဲ့ညီကိုတက်ခဲ့တာဟာမတော်တဆမဟုတ်ပဲသူအရက်မူပြီးဒေါသထွက်နေလို့တက်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဒေါ်မီကညီဖြစ်သူရဲ့လက်ကနေလွတ်မြောက်ဖို့အတွက်တက်ခဲ့တာလို့ရှင်းပြပါတယ်။ဒါပေမဲ့မိသားစုဝင်တွေအများကြီးတေဆုံးခဲ့ရပြီးတဲ့နောက်မှာတော့ဒီမှာကောင်းတဲ့အရာတွေအားလုံးကနေကောင်းမွန်တဲ့အရာတစ်ခုခုဖြစ်လာစေရမယ်လို့ကတိသစ္စာပြုပါတယ်။သူရင်ခွဲယုံကထွက်လာတဲ့အခါမျက်ရည်တွေကျနေခဲ့ပါတယ်။ပြင်ပကိုရောက်တာနဲ့ဒေါ်မီဟာဘက်ကတ်နဲ့ထိတ်တိုက်တိုးပြီးအပြန်လန်တင်နေပစ်ကြပါတယ်။မြင်းတွေကကြောက်လန့်တုန်လှုပ်နေကြပြီးသူတို့နှစ်ယောက်ဟာပုံးကွယ်ဖို့နေရာရှာရင်းဟိုပြေးဒီပြေးလောက်ကြပါတယ်။ဘက်ကတ်ကဒေါ်မီကိုဟစ်တလာရဲ့လူမျိုးတန့်စင်ရေးဝါဒဟာမှန်ကန်ကြောင်းနဲ့စစ်ပွဲကိုဘုံတွေနဲ့အဆုံးသတ်မဲ့အစာငွေဆက်ကူတွေနဲ့အဆုံးသတ်တာကပိုကောင်းကြောင်းဖြောင်းဖျားဖို့ကြိုးစားပါတယ်။ဘက်ကတ်ရဲ့နောက်ဆုံးကြည်စံတွေကုန်သွားတဲ့အခါသူကမြင်းတွေကိုတွန်းလွတ်ပြီးအကာအကွယ်ဖြစ်သုံးကလမ်းကြားထဲကနေထွက်ပြေးသွားပါတယ်။အဲ့ဒီနောက်ဒေါ်မီကမြင်းတကောင်ပေါ်တက်စီးပြီးလမ်းမတွေပေါ်မောင်းနေလာတဲ့အခါဒေတာခန်တွေကသူ့ကိုဖျင်းတပားလိုပြန်လဲကြိုဆိုကြပါတယ်။အရက်ဆိုင်မှာဒုံးဟာအပြစ်ရှိစိတ်တွေကြောင့်အရက်တွေကိုဖိတောက်နေပါတယ်။ခိုးကသူ့စီလာရောက်ပြီးဇေဒါရဲ့ဝိညာဉ်ကတနေ့မှာဒေါ်မီနဲ့ဒုံးတို့အတူတကွအလုပ်လုပ်ကြလိမ့်မယ်လို့ပြောခဲ့ဘူးကြောင်းဒါကြောင့်ဒါဟာဒုံးအနေနဲ့မှန်ကန်တဲ့အရာကိုလုပ်ဖို့အခွင့်အရေးဖြစ်ကြောင်းရှင်းပြပါတယ်။ခိုးကဒုံးကိုကြီးစံတတောက်ပေးလိုက်ပြီးနာဇီတွေကိုရှင်းလင်းပြီးတာနဲ့ဒေါ်မီကိုတက်ရမယ်လို့ပြောပါတယ်။ခိုးကဒုံးကိုစိတ်အေးချမ်းမှုပေးမယ်လို့ကတိပြုထားပြီးဒါဟာတခုတည်းသောနည်းလမ်းဖြစ်တယ်လို့ဆိုပါတယ်။ဒေါ်မီတေဆုံးသွားရင်ဒုံးဟာဘယင်တစ်ဖြစ်လာမှာဖြစ်ပြီးဒါဟာသူ့မင်းအမြဲတမ်းလိုလားခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ခိုးဆိုင်ကထွက်လာတဲ့အခါဒေါ်မီနဲ့လမ်းမှာဆုံပြီးဒုံးကဒေါ်မီကိုကူညီလိုက်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဒေါ်မီကသူပထမဆုံးလိုအပ်တာကလက်တစီဖြစ်တယ်လို့ဆိုပါတယ်။ဆိုင်ထဲမှာဒုံးကသူ့ရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုဖို့တင်ကားပြားတစ်ပြားကိုအပေါ်မြောက်ပြီးလောင်းကျစ်ထက်နေပါတယ်။ဒေါ်မီဝင်လာပြီးသူတို့နှစ်ယောက်လုံးအတွက်အရက်ငှက်ပေးတဲ့အခါဒုံးကဘက်ကတ်ကိုတက်ဖို့ကူညီပေးမယ်လို့သဘောတူလိုက်ပါတယ်။မကြခင်မှာပဲမိသားစုဝင်တွေနဲ့သူငယ်ချင်းတွေဟာအေဒါရဲ့နာရေးအတွက်စုဝေးကြပါတယ်။ရုပ်လောင်းကိုဓာတ်ပုံချိုးနဲ့အတူလဲရဲထည့်သွင်းပြီးဒေါ်မီကမိရှို့လိုက်ကဝမ်းနဲ့ပူဆွေးမှုတွေနဲ့အတူမိတောက်တွေကိုငေးကြည့်နေပါတယ်။အဲ့ဒီညမှာဒုံးကဘက်ကတ်စီဖုံးဆက်ပြီးဒေါ်မီကသူ့နောက်ကိုလိုက်နေပြီးဖြစ်ကြောင်းသတိပေးပါတယ်။ဒါပေမဲ့ဒုံးကကူညီချင်သေးတာမို့စီမံကိန်းကိုအဆုံးသတ်ပေးဖို့အတွက်ဘက်ကတ်ကပေါင်တန်းခု20ပေးဖို့သဘောတူလိုက်ပါတယ်။တစ်ဖက်မှာတော့ဒေါ်မီဟာလဲကျွင်းကြံပြားတွေကိုငေးကြည့်နေပါတယ်။အဲ့ဒီအချိန်မှာစိတ်ကမ်းမန်နေဂျာစတက်ရောက်လာပြီးတင်ကာမကင်းစရာကိုတောင်နဲ့စိတ်ကမ်းကလေတွေအကြောင်းအချက်လက်အားလုံးကိုလာပေးပါတယ်။ဒုံရောက်လာတဲ့အခါဒေါ်မီကသူ့ကိုစတက်နဲ့မိတ်ဆက်ပေးပြီးသူ့သားကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ကြောင်းကြေညာပါတယ်။အဲ့ဒီနောက်သူတို့တွေစတက်ရဲ့အချက်လက်တွေကိုသုံးပြီးစီမံကိန်းဆွဲကြပါတယ်။ဒေါ်မီကဝါရာလူမြောက်ဥမင်လောင်ကောင်းကိုအသုံးပြုကျင်တာမို့စတက်ကအဲ့ဒီဥမင်ဟာတဝက်လောက်ပြိုကျပြီးကလေးကပိတ်ထားတာလို့ထောက်ပြပါတယ်။ဒါပေမဲ့ဒေါ်မီကတော့သူဝင်ပေါက်ရှာတွေ့လိမ့်မယ်လို့အာမခံလိုက်ပါတယ်။လီဗာပူးကိုသွားတဲ့လမ်းမှာဒေါ်မီဟာသူ့ရဲ့စာအုပ်ကိုဆက်ရေးပြီးသားသမီးတွေကိုရည်ညွှန်းရေးသားခဲ့ပါတယ်။သူကဒုဟာသူ့ရဲ့အရိုက်အရာကိုစက္ကန့်မဲ့သူချစ်တင်ပေမဲ့ဒီညရဲ့မစ်ရှင်ဟာဒုရဲ့တဘာဝအမှန်ကိုဖော်ထုတ်ပေးမဲ့စံတက်ချက်တစ်ခုဖြစ်လိမ့်မယ်လို့ရေးသားခဲ့ပါတယ်။နောက်ဆုံးမှာဒေါ်မီဟာပိတ်ထားတဲ့ဝါရာလူဥမင်လောင်ကောင်းဝင်ပေါက်ကိုရှာတွေ့သွားပြီးခိုးကိုအကူအညီတောင်းပါတယ်။ခိုးရဲ့အမျိုးနွယ်တွေကကိရိယာတွေကိုသုံးပြီးတနဂါးကိုချက်ချင်းဖျက်ဆီးပေးကြပါတယ်။သူတို့စောင့်ဆိုင်နေတုန်းဒေါ်မီကခိုးကိုသူ့ရဲ့လက်ဖွားဖက်ပေးဖို့တောင်းဆိုပါတယ်။ခိုးကအတိတ်ကအကြောင်းအရာတွေကိုပဲပြောပြတာမို့ဒေါ်မီကသူ့ရဲ့အနာဂတ်ကိုမေးပါတယ်။ခိုးကဒီညမှာဒေါ်မီလိုချင်တဲ့ငြိမ်းချမ်းမှုကိုရလိမ့်မယ်လို့ပြောပါတယ်။အဲ့ဒီအခါဒေါ်မီကတင်းနက်ကိုဆွဲထုတ်လိုက်ပြီးခိုးသူ့ကိုတက်ချင်နေတာကိုသူပထမဆုံးအကြိမ်တွေ့ကြတဲ့ကတီထားကြောင်းဝန်ခံလိုက်ပါတယ်။သူကခိုးဟာနိမိတ်မကောင်းတဲ့သူလို့ပြောတဲ့အခါခိုးကဒေါ်မီတာတုံးကိုမတက်ရင်တုံးကဒေါ်မီကိုပြန်တက်လိုက်မယ်လို့တတိပေးပါတယ်။ဒေါ်မီဥမင်နဲ့ဝင်သွားချိန်မှာတုံးကဘက်ကတ်နဲ့စကားပြောနေပြီးဘက်ကတ်ကဒေါ်မီရဲ့စီမံကိန်းကိုမေးပါတယ်။တုံးကလေတွေရဲ့လမ်းကြောင်းနဲ့သူတို့စီမှာတင်းနက်နှဲငယ်ရဲ့ပါမဲ့အကြောင်းပြောပြတာမို့ဘက်ကတ်ကဒါကိုဂျာမန်စစ်သားတွေအတွက်ပြန်လဲပါတာပြန်ပေးပါတယ်။မကြခင်မှာပဲဂျာမန်လေယာဉ်တွေကအဲ့ဒီဒေတာကိုဘုံကျဲလိုက်တာကြောင့်ဥမင်လောင်ကောင်းတချို့ပြိုကျပြီးဒေါ်မီပိတ်မိသွားပါတယ်။ဒါဟာသူ့ကိုကတုတ်ချင်းတွေကစိတ်တန်ရာတွေနဲ့တေဆုံးသွားတဲ့ချစ်ရသူတွေရဲ့ပုံရိပ်ရောင်တွေကိုပြန်မြင်အောင်လာစေပါတယ်။ဒါပေမဲ့ဒေါ်မီကအရှုံးမပေးရဲ့အပြက်စီးတွေကိုတူးဆော်ပြီးလွတ်မြောက်အောင်လုပ်ခဲ့ပါတယ်။သူဟာလေကားထစ်တွေကိုတွေ့ရဲ့အထိစက်တိုက်ပြေးသွားခဲ့ပါတယ်။စိတ်ကမ်းမှာတော့ဂျာမန်စစ်သားတွေဟာလေတွေဆက်ရောက်လာတာကိုစောင့်ကြည့်နေကြပါတယ်။သူတို့တွေစက်တက်ကိုချက်ချင်းတင်နဲ့လမ်းပစ်ကြပေမဲ့စက်တက်ကဖောက်ခွဲရေးပစ္စည်းတွေကိုအသက်သွင်းပြီးရဲကိုခုန်ချသွားပါတယ်။ဒါဟာအစကတည်းကကြိုတင်ပြင်ဆင်ထားတဲ့စီမံကိန်းဖြစ်နေတာပါ။လေဟာစိတ်ကမ်းကိုတိုက်မိပြီးပောက်ကွဲသွားကစစ်သားအလုံးကိုတပြိုင်နက်တည်းတေဆုံးသွားစေပါတယ်။ကိုတောင်ထဲမှာဘက်ကတ်ကဒုံသူ့ကိုလှည့်စားလိုက်မှန်းသိသွားပြီးတင်းနဲ့ချိန်ပါတယ်။ဒုံကတင်ကားပြားကသူ့ကိုအဖေဖြစ်သူရဲ့စကားကိုနားမထောင်ဖို့ပြပေမဲ့သူကတော့တင်ကားပြားကိုစန့်ကျင်ပြီးမှန်ကန်တဲ့အရာကိုပဲရွေးချယ်ခဲ့တာလို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာကိုတောင်ထဲမှာဘုံတစ်လုံးပောက်ကွဲသွားပါတယ်။ဒါဟာဘက်ကတ်ကိုလဲကျသွားစေပြီးဒုံကတော့ထွက်ပြေးသွားကတော်မီကတော့ကိုတောင်ထဲကိုရောက်ရှိလာပါတယ်။မကြခင်မှာပီကီဘလိုင်းဒါစ်ကောင်းသားတွေဟာကိုတောင်ကိုဝိုင်းလိုက်ပြီးကြန့်ရှိနေတဲ့နာဇီစစ်သားတွေနဲ့တင်းနဲ့ချင်းအပြန်အလှန်ပစ်ခတ်ကသူတို့ကိုညာတာမှုမရှိဘဲတက်ပစ်လိုက်ကြပါတယ်။တော်မီကလည်းလူချို့ကိုပစ်တက်ရင်တုံးနဲ့လမ်းမှာဆုံပြီးဘာလို့ဒီလောက်ကြာနေရတာလဲလို့မေးပါတယ်။စိတ်ပြက်နေတဲ့တော်မီကသူဒီကိုလာတာတို့ရဲ့အမေတောင်းဆိုလို့ဖြစ်ကြောင်းပြောပြီးတုံးကိုမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီနောက်တော်မီကငွေတစ်တာတွေကြားထဲမှာမြေမြုပ်မိုင်းတစ်လုံးထားရှိပြီးနာဇီတွေရဲ့စီမံကိန်းကိုအပီးတိုင်ဖျက်ဆီးပစ်လိုက်ပါတယ်။ဒါတွေကိုမြင်သွားတဲ့ဘက်ကတ်ကကားပေါ်တက်ပြီးတင်းနဲ့ကင်ကစောင့်နေတဲ့တော်မီစီကိုမောင်းနေလာပါတယ်။ဘက်ကတ်ကတော်မီရဲ့ဝမ်းပိုက်ကိုနှစ်ချက်ပစ်လိုက်ပြီးတော်မီကတော့ဘက်ကတ်ရဲ့ဦးခေါင်းကိုတဲ့တဲ့ပစ်တက်လိုက်ပါတယ်။ကားကဆက်လက်ရွေ့လျားနေပြီးတော်မီကတော့အဆုံးသက်ကိုစောင့်ကြိုတဲ့အနေနဲ့လက်မောင်းနှစ်ဖက်ကိုဆန့်နှန်းထားပါတယ်။ဒါပေမဲ့တုံးကသူ့ကိုဝင်လုံးလိုက်တာကြောင့်ကားဟာနေရန်ကိုပဲဝင်တိုက်မိသွားပါတယ်။တော်မီလဲကျသွားပြီးဂိုင်းသားတွေဝိုင်းလာတဲ့အခါတော်မီကတုံးကိုတင်းနဲ့ပေးပြီးကိစ္စဆုံးသက်ပေးဖို့တောင်းဆိုပါတယ်။အဆက်ကတော့တုံးကညှင်းဆန်ပေမဲ့တော်မီကစွတ်တောင်းဆိုတာကြောင့်တုံးကမောင်းကလုတ်ကိုဆွဲလိုက်ပါတယ်။ပီကီဘလိုင်းဒါစ်ဂိုင်းသားတွေကသူတို့ရဲ့ခေါင်းဆောင်ကိုနောက်ဆုံးနှုတ်ဆက်ကြပြီးတော်မီကရာတပုတ်ကိုရွတ်ဆိုရင်းတေဆုံးသွားချိန်မှာတုံးကတော့ငိုကြွေးနေရှာပါတယ်။ဂိုင်းသားတွေကတုံးကိုကျပစီပင်တစ်လို့တတ်မှတ်လိုက်ကြပါတယ်။ဒါကြောင့်တုံးကကြံရှိနေတဲ့ငွေတုမှန်သမျှကိုမိရှို့ဖျက်ဆီးဖို့အမိန့်ပေးပါတယ်။အတန်ကြာတဲ့နောက်မှာခိုးကတော်မီရဲ့စာအုပ်ကိုတင်စီပြီးဒုံစီပေးအပ်လိုက်ပါတယ်။ဂိုင်းသားတွေဟာတော်မီရဲ့ရုပ်လောင်ဓာတ်ပုံချိုးနဲ့နောက်ဆုံးကျန်နေတဲ့ငွေတုတွေထည့်ထားတဲ့လဲပေးမှာစုဝေးကြပါတယ်
ဒုံကလဲကိုမီးရှို့လိုက်ပြီးသူတို့အဖွဲ့ဟာကောင်းမွန်တဲ့နှုတ်ဆက်ခြင်းကိုပြုလုပ်ဖို့အတွက်မီးတုံဘေးမှာနာရီပေါင်းများစွာစောင့်ဆိုင်းနေခဲ့ကြပါတယ်